စာပေချစ်သူအပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာရေးသူတူဖြစ်တဲ့စံဝင်းအောင်မြအောင်ပါယခုနားဆင်နေကြတဲ့စာပေချစ်သူများကိုကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ဝတ္ထုရိုးကလေးတစ်ပုဒ်အကြောင်းဖတ်ကြားတင်ဆက်သွားမှာဖြစ်ပါတယ်ဒီဝတ္ထုရိုးကလေးဟာ2021ခုနှစ်ဇူလိုင်လထုတ်နိုင်ငံဂုဏ်ကြီးမဂ္ဂဇင်းအမှတ်268မှာဖော်ပြခံခဲ့ရတဲ့ဝတ္ထုရိုးလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်သန်ချင်းလေပြေလို့အမည်ရပါတယ်ခံစားနားဆင်ကြည့်ကြပါအောင်ခင်ဗျာဘာဆရာရုတ်တရက်ခေါ်လိုက်သည့်အတန်ကြောင့်သူလှည့်ကြည့်လိုက်သည် MD စီဝေးတက်ရောက်ရန်ရုံးခန်းတွင်မှထွက်လာခြင်းဖြစ်၏ထိုချိန်၌ပင်တစ်ဖက်ခန်းမှအရာရှိတူဖြစ်သူဥက္ကမောင်လည်းထွက်လာနှင့်ဆုံသည်ခေါ်တန်ထွက်ပေါ်လာသည်မှသူ၏နောက်ဖက်မှဖြစ်၍လှည့်ကြည့်မိခြင်းဖြစ်သည်အတန်ရှင်မှလူငယ်လေးတူဖြစ်ပြီးအပေါ်ဖြူအောက်အပြာယူနီဖောင်းဖြင့်ဖြစ်၍ကြီးကြပ်ရေးအဆင့်ရှိလူငယ်တူဟုခံမှန်းမိသည်ထိုလူငယ်ကိုကိုတင်စိုးတည်တည်ချာချာကြည့်တော့လည်းမသိပါသို့သောအခြေအနေရအလိုက်တင်ပြန်နှုတ်ဆက်လိုက်သည်ဘာပဲဖြစ်ဖြစ်သူ့ကိုတေချာသိနေသည်လူငယ်ဖြစ်သည်ကိုခံမှန်းမိနေ၍ဖြစ်၏အော်အေးမင်းအခုဘယ်မှာရောက်နေတာလဲကျွန်တော်အခုပြည်မှာပါဘာဆရာပစ္စည်းလာထုတ်တာရုပ်ကဲ့သို့မြန်မာတပြည်လုံးရှိမြို့မြတ်မှမိသားရုံးချုပ်သို့ပစ္စည်းများလာရောက်ထုတ်တော်သူကိုရှိ၏ထို့သောပစ္စည်းထုတ်ယူရန်အတွက်ရုံးချုပ်ရှိသက်ဆိုင်ရာအရာရှိများထံနှင့်ရှေးဥစွာခွင့်ပြုလက်မှတ်လာထိုးကြရသည်ထိုလူငယ်မှလည်းဤသို့ဖြင့်ရောက်လာခြင်းဖြစ်ပေလိမ့်မည်သူအားသိသဖြင့်လမ်းကြုံနှုတ်ဆက်ခြင်းဖြစ်နိုင်၏ဖိုးစိန်ကြီးကလူတိုင်းကိုမသိနိုင်တော့လဲဖိုးစိန်ကြီးကိုလူတိုင်းကသိသည်ဆိုသောစကားပုံလည်းရှိနေသည်ပဲလေအနာတွင်ရ၍စောင့်နေသောတန်လန့်အင်ဂျင်နီယာရှိကိုခမောင်ကိုလည်းအာနာသဖြင့်အေးကွာဆရာတို့လည်း MD စီဝေးတွားတရမှာအိုးမို့ပါနောက်နေ့ကျမှတွေ့ကြတာပေါ့တပည့်ရနော်နောက်တစ်ခါဆရာရုံးခန်းကိုလာခဲ့သလားအေးစစ်စကားပြောကြတာပေါ့ဟုတ်ကဲ့ပါဘာဆရာဒါအနှောက်အယှက်ပေးမိတာတောင်းပန်ပါတယ်ရပါတယ်ကွာသွားပြီနော်လူငယ်လေးကနှုတ်ဆက်ထွက်ခွာလာခဲ့တော့ဒီကုတင်ဆိုဤစိတ်ထဲတွင်တော့ဒီလူငယ်လေးဒီဘသူပါလဲလို့အတွေးကလွင့်ပြန့်လျက်MD ရုံးခန်းအတွင်းအစည်းအဝေးလုပ်နေစဉ်တွင်စောစောကကလေးကိုသတိရနေမိမိမိဌာနနှင့်မသက်ဆိုင်သည့်ကိစ္စရပ်များဆွေးနွေးနေချိန်တွင်စိတ်အတွေးကလွင့်ပြန့်နေသည်ဒီကောင်လေး၏မျက်နှာကိုမြင်မှုခဲ့သလိုရှိနေ၏သူတစ်ချိန်ကနေဘက်တွင်တာဝန်ထမ်းဆောင်စဉ်သူ့ကိုတည်သောကလေးလေးဖြစ်ပေမည်ထိုချိန်ကကလေးဘဝကျောင်းသားဘဝသာရှိသေးသူဖြစ်နိုင်သည်သူကဘာဆရာဟုခေါ်သည့်သူများမှဟင်္ဒရာဘက်ကဖြစ်နိုင်၏ဟင်္ဒရာတွင်တိုင်းရရှိဘဝဖြင့်နှစ်အတန်းကြာတာဝန်ထမ်းဆောင်ခဲ့ဘူးသည်ပဲသို့သောထိုကလေးကိုတော့သူမမှတ်မိထိုကလေး၏ဖခင်မှသူ့လက်အောက်ကဝန်ထမ်းတူဖြစ်မိမှသေကြပါသည်ထို့ကြောင့်သူကဘာဆရာဟုခေါ်ခြင်းဖြစ်သည်အတွေးလွန်နေရမှကိုယ်ဌာနအလှည့်ဆွေးနွေးရန်ရောက်လာ၍ MD ကြီးမေးသမျှဖြေကြားဆွေးနွေးရသည့်အတွက်ထိုကလေးကဥတင်ဆိုမိထားလိုက်မိတော့သည်ရုံးစင်းချင်းရောက်ခါနီးမှစီဝေးပြီးမိမိရုံးခန်းသို့ပြန်ရောက်သည်နှင့်ရုံးစင်းချင်းရောက်ပြီးဖြစ်၍အိမ်ပြန်လာခဲ့တော့သည်အရာရှိဖြစ်တော့လဲကိုယ်ပိုင်ကားမရှိသူမို့ရုံးမှမာစရာကြီးဖြင့်လိုက်ပို့ရသည်နိုင်ငံတော်မှပေးထားသောဝန်ထမ်းတိုက်ခန်းဖြစ်၍တတိယဓာတ်အထိခြေလင်တက်ရသည်ဓာတ်လေးကားမရှိနေစဉ်တက်ဆင်းပြုလုပ်နေကြဖြစ်သည်ဖြင့်မခက်ခဲလားသို့သောယုံနှင့်စိတ်ပန်းလူပန်းဖြစ်သည့်နေ့သို့ဆိုလျင်တော့သုံးထပ်တိုက်လှေကားကိုတက်ရသည်မှတာဝရိန်သာတက်ရသည်ပင်ထင်မိ၏ဤသို့ဖြစ်ပင်နေလာသည်မှငြိမ်းစားယူရန်နိကပ်နေပြီဖြစ်ပေသည်ငြိမ်းစားယူပြီးလျင်နေထိုင်ရန်အတွက်မြောက်တကုံမြို့သစ်တွင်ရထားသောမြေကွက်၌တထပ်တိုက်ကလေးတစ်လုံးဆောက်ထားသည်တင်မောသားတမက်နှင့်သားဖြစ်သူဆောက်လုပ်ရေးအင်ဂျင်နီယာတို့နှစ်ဦးပေါင်း၏ကြော့ခန်းတိုက်ကလေးဖြစ်ပါသည်လောလောဆယ်တော့ဝန်ထမ်းဘဝရရှိနေသည့်အခွင့်အရေးကိုလက်မလွတ်ချင်း၍ဤပဇွန်တောင်ရှိဌာနပိုင်းတိုက်ခန်းတွင်နေထိုင်ခြင်းမှာဗိုလ်ထောင်မိသားရုံးချုပ်နှင့်လည်းမဝေးလှသဖြင့်အစဉ်ပြေသည်ထိုချိန်ကရုံးချုပ်မှနေပြည်တော်သို့မပြောင်းရွှေ့ရသည်နန်းနဲ့ရုံးတက်ချိန်ဤသည်နှင့်ဒရိုင်ဘာမောင်သိန်းမောင်းသည့်မာဇရာဂျစ်ကားလေးအမြဲရောက်လာ၏အခါတရံရုံးကားပြက်နေလျင်ဒုတိယဓာတ်မှအရာရှိကိုခမောင်ကားဖြင့်လိုက်ပါရုံးတက်ရသည်ရာရှိများလိုင်းကားစီးခွင့်မပြုသဖြင့်ကိုခမောင်တာဝန်ရနေသို့ခရီးထွက်နေချိန်မျိုးတွင်တက္ကစီဖြင့်လည်းရုံးတက်ဖူးသည်မမနာနေပါသောဥတင်ဆို၏စိတ်ဓာတ်ကြောင့်တပည့်များအပါဝင်အလုံးကချစ်ခင်ကြ၏သူတွင်အဆောင်အယောင်ဟိတ်ဟန်မရှိအရာရာသီးခံစိတ်သည်လည်းပြေဝသူဖြစ်သည်ယနေ့လည်း MDG အစည်းအဝေးတွင်တနေ့ကုန်သဖြင့်ပင်ပန်းလာသည့်မို့တိုက်လှေကားများကိုမနှဲအားယူတက်ခဲ့ရပါသည်
တိုက်ခန်းဝါမှစောင့်ကြိုးနေသည့်ဇနီးတဲ့အားယုံသုံးလက်ဆွဲအိတ်ကိုပေးလိုက်ပြီးပက်လက်ကလတ်ထိုင်မောခြေပြစ်လက်ပြထိုင်ချလိုက်သည်အခြေအနေကိုအကဲခတ်မိသောဇနီးတွေကနောက်ဖေးခန်းသို့ဝင်သွားပြီးပြန်ထွက်အလားတွင်သင်္ဘောသည့်ပကံပါလာသည်အဖေအမောပြေသင်္ဘောသည့်မှဲ့လေးစားလိုက်ပါအောင်အသက်ရွယ်ရတူနှင့်တူအဖေကြီးအမေကြီးဟုသာခေါ်ကြတော့ဇနီးတဲ့လှမ်းပြီးတော့သင်္ဘောသည့်မှဲ့ပကံကိုယူ၍ခရင်ဖြင့်ထိုးယူကစားလိုက်သည်အေးမြချိုစိတ်နေသည့်သင်္ဘောသည့်မှဲ့ရသာသည်ပင်မန်းသမျှအမောပြေးသွားသည်သို့ခံစားလိုက်ရ၏တည်တည်တူကြိုက်တတ်သောဥတင်ဆိုအတွက်အလိုက်တည်တတ်သောဇနီးတဲ့အမေကြီးကိုကျေးဇူးတင်စွာကြည်ရင်ကောင်းလိုက်တဲ့သင်္ဘောသည့်ပဲအမေကြီးဟာအမောကိုပြေးသွားတာပဲအမေကြီးကကျေနပ်စွာပြုံးလိုက်ပြီးအဲ့ဒါနေ့လေကမှအဖေကြီးရဲ့တပည့်လေးတယောက်လာကြော့သွားတာလေပြီးရလာတာလို့ပြောတယ်အဖေကြီးကတီးနှံနေကြိုက်တတ်တာကိုတီးလို့တဲ့အမေကြီးစကားဆုံးသည်နဲ့ဥတင်ဆိုအံ့ဩစွာဖြင့်အော်မနေ့ကကိုယ့်ကိုနှုတ်ဆက်တဲ့ကလေးထင်တယ်ဘာပါဆရာလို့လည်းခေါ်လို့ဟင်းသရကဘက်ကထင်းပြီးမေးကြည့်တော့ပြည်ကလို့ပြောတယ်ကိုတို့ကလည်း MD အစည်းအဝေးရှိနေတာနဲ့စကားကောင်းကောင်းမပြောလိုက်ရပါဘူးပြောရင်မနေ့ကကလေးကိုဥတင်ဆိုသတိရလိုက်သည်နှုတ်နဲလေးရှိသောဇနီးတဲ့အကြောင်းကိုသိသဖြင့်ထပ်မှမမေးတော့ထိုကလေးပေါ်အဝိကျေစွာအခန့်လိုက်မည်ဆိုသည်ကိုတော့သိနေသည်သူ၏စိတ်ထဲတွင်ဒီကောင်ဘသူသားပါလေမိဘတွေကတော့ဟင်းသရဘက်ကပဲဖြစ်နိုင်ပါတယ်ဟုတ်တာသူ့အတွေးနဲချက်နေမိပါတော့သည်ဒီနေ့ရုံးတို့နဲ့ငယ်စောရဥတင်ဆိုရောက်နေရုံးကမှတွားစရာရှိသဖြင့်သူ့ဟာစောစောရုံးတို့အရင်မောင်းပို့သောကြောင့်ဖြစ်သည်ရုံးတရားမြည်နေဆိုပါလင်ဥတင်ဆိုမှရုံးကမလာမီတနာဤကန့်ကြိုးတင်အစင်သင့်ဖြစ်နေမြဲကိုဒရိုင်ဘာမောင်သိန်းကသိနေထို့ကြောင့်တခြားရုံးကိစ္စရှိနေသဖြင့်ဆရာဥတင်ဆိုအစင်သင့်ဖြစ်လျင်ရုံးတို့စောစောလိုက်ဖို့ထားလိုကြောင်းဖုံးဆက်ပြောကြည့်သည်သဘောကောင်းသူမှသိရလဲပြောရဲ့ဤဥတင်ဆိုကလည်းမငင်းပါအကျိုးကြောင့်အမှန်သိသဖြင့်ကုညီယာရောက်သည်ဟုပင်ပြောပါလေသည်ဤသို့ဖြင့်စိတ်ထားမွန်မြတ်တော်သူဖြစ်ပေသည်ရုံးတို့စောစောရောက်သည့်အတူလှုပ်เสียရှိသည်တို့ကြိုတင်လှုပ်ဆောင်နေလိုက်သည်အဝင်စားများအလုံးဖတ်၏ပြေတွဲပြင်းရုံမှပစ္စည်းထုံးမိစားကိုထောက်ခံလက်မှတ်ထိုးပေးရန်တွေ့သည်ကြိုတင်ထိုးပေးထားလိုက်၏ပြေမှထိုးကလေးကိုလည်းသူတွေ့ရင်နေသည်မို့စောင့်နေရင်အလုပ်လုပ်နေခြင်းဖြစ်သည်ထိုစဉ်ရုံးလူလင်းမောင်မြင့်သိန်းကဆရာပြေတွဲပြင်းကဒုတွဲစစ်တယောက်ဝင်ဝင်တောင်းပါတယ်အေးဝင်ခွင့်ပြုလိုက်ပါကွယ်ဝင်လာသည့်လူငယ်ကိုဥတင်ဆိုပြုံးပြပြီးသူစပွဲရှိမှထိုင်ကုန်တွင်ထိုင်ရညွှန်ပြလိုက်သည်လူငယ်ကခေါင်းငုံ၍ခတ်ရွရွဝင်ထိုင်ဥတင်ဆိုကကောင်လေးမင်းငါ့ကိုသိနေလားမင်းနာမည်ဘယ်လိုခေါ်လဲလဲဟုတ်ပါပါဆရာတားနာမည်မောင်မောင်ပါတာငယ်ငယ်ကလေးကဘာဘာဆရာကိုသိတာပါဟေးမင်းကိုဆရာမမှတ်မိဘူးကွမင်းဖေကလည်းပြေရပဲလားမဟုတ်ပါဘူးဘာဘာဆရာတားကအခုဒုတွဲစစ်ဖြစ်မှပြေကိုရောက်တာပါတားအဖေကဟင်းသရကတွဲရင်းဦးဆန်းသေးပါဘာဘာဆရာတို့ဟင်းသရရှိတုန်းကတားကကြောင်းတက်နေတုန်းမှာယခုမှဥတင်ဆိုမှတ်မိသွားတော့ဤအော်မင်းကမောင်ဆန်းသေးတာမောင်မောင်ကိုဒါကြောင့်မင်းငါ့ကိုဘာဘာဆရာလို့ခေါ်တော့စဉ်းစားနေတာမင်းကပြေရဆိုတော့ဆရာမျက်စိလဲသွားတာပေါ့ထိုချိန်ကသူတပည့်ဝန်ထမ်းဤတာသမီငယ်များအားလုံးသူ့ကိုတွေ့လျင်ဘာဘာဆရာဟုခေါ်ကြ၏မင်းဖေတို့ကနေကောင်းကြလားဟုတ်ကောင်းပါတယ်ဘာဘာဆရာတာမဏိကဘာဘာဆရာတို့အိမ်ကိုသွားသေးတယ်ကြီးမိန်နဲ့လည်းတွေ့တယ်အေးမင်းပေးတဲ့သင်္ဘောဒီတော်တော်ကောင်းတယ်ငါမနေ့ကပင်မန်းသွားတာမင်းသင်္ဘောဒီစားလိုက်ရပြီးအမောပြေသွားတယ်ကျေးဇူးတင်ပါတယ်ကွာဒါမဲ့နောက်ယူမလာပါနဲ့မင်းတို့သာအဆင်ပြေအောင်နေကြပါတာအတွက်အပန်းတကြီးမရှိပါဘူးပြေရွှေအောင်သာဘက်ကလက်လက်ဆက်ဆက်နဲ့ဓာတ်စားတွေဘာတွေမသုံးတဲ့တီးနှံတွေမို့ပါပြီးတော့ဘာဘာဆရာရဲ့ကျေးဇူးကိုဒါဘလို့မှဆက်လို့မကြေနိုင်ပါဘူးဘာဘာဆရာရဲ့ကျေးဇူးကြောင့်ဒါဒီဘဝရောက်လာတာပါဘာဘာဆရာကိုသားကြော့ပဲရစေမောင်မောင်ပြောရင်ထိုင်နေသည့်ခုံပေါ်မှာစင်ကလက်အုပ်ချီကြော့လေသည်ဥတင်ဆိုနားမလည်နိုင်ဖြစ်နေငယ်ရွယ်သူတို့ကကြော့ဒီမှာအထူးဆန်းမဟုတ်တော့လဲမောင်မောင်ပြောသည့်စကားများကိုသူမသိဘာကြောင့်ဤသို့ပြောသည်ကိုစဉ်းစားမရနေပါအောင်ကွာမင်းပြောတာတွေငါနားမလည်ဘူးဖြစ်နေတယ်ပြောရင်မောင်မောင်ကိုသေချာကြည့်နေမိမောင်မောင်ဤမျက်ဝန်းနဲ့မျက်ရည်တို့ကဆိုရွှဲလျက်ကြော့ပြီးသွားသဖြင့်ခုံပေါ်ပြန်ထိုင်ခိုင်းလိုက်သည်ဘာဘာဆရာရဲ့စကားကြောင့်သားလန့်သွားပြီးပြုပြင်ကြိုးစားခဲ့လို့ခုလိုဖြစ်လာခဲ့တာပါဘာဘာဆရာကစေနာနဲ့ပြောခဲ့တာကိုသားပထမနားမလည်ဘူးလေနောက်မှသားနောင်တရခဲ့တာဘာဘာဆရာကမမှတ်မိတော့လို့ပါမောင်မောင်စကားရက်လိုက်ပြီးဥတင်ဆိုကိုကြည့်လိုက်ဥတင်ဆိုနားထောင်နေမှသိရဆက်ပြောပြန်သည်သား6တန်းလုံးကအเจ้าကိုပန်းမင်တွေယူခိုင်းတဲ့နေ့မှာဘာဘာဆရာသားကိုပြောခဲ့တာလေမောင်မောင်စကားကြောင့်ဥတင်ဆိုမျက်နှာပုံရိပ်ပြောင်းသွား၏
ပြန်လဲသတိရသွားကြပြီစိတ်အစင်းသည်အတိတ်လွင်ပြင်စီတို့ပြန်ပြေးလေတော့၏နာနဲ့စောစောရွာသည်မိုးသည်ယခုဘယ်ပြောက်သည်မသိမိုးရွာပြီးပူအိုက်နေမနဲ့မိုးရေဘူးဆောင်းဆိုးသည့်စကားအတိုင်းပင်မိုးတိတ်သွား၍အိမ်မှထွက်လာခဲ့သည်ဆောင်းနေကြလက်ဆွဲတော်ကျက်စင်ဖဲရီသည်မိုးရွာနေပူမပါမဖြစ်ပါယုံတဲ့ရန်တနာဤစောသေးသဖြင့်စက်ကောင်းယုံဘက်သို့ဥတင်ဆိုထွက်လာ၏အိမ်နှင့်ယုံမှအလှမ်းမဝေးတော့လဲစက်ကောင်းယုံသည်အတန်ငယ်ဝေးသည်ဘူရာကိုကြော်၍သွားရ၏ယထာလန်းတိုင်လျှောက်လာရင်ယုံကိုလှမ်းကြည့်လိုက်သေးသည်ယုံကိုကြည့်ရောက်နေပြီဖြစ်ရမည်ယုံတကားများဖွင့်ထား၏တိုင်းဆက်မှုအင်ဂျင်နီယာဟူသောယုံယာရုတာဝန်သည်မိထတိုင်းအမှတ်ကိုအေယာဝတီတိုင်းတွင်ရှိစက်ကောင်းများတွဲများဝန်ထမ်းများအားလုံးကိုတာဝန်ခံရသူဖြစ်သည်ယုံတွင်မှထိုင်ကစီစဉ်ညွှန်ကြားယုံနဲ့မပြီးစက်ကောင်းယုံနှင့်တွဲပြေုံများတို့မကြာခဏတွားရောက်ကြည့်ရှုရသည်ဝန်ထမ်းများနှင့်တရင်တနည်းလိုအပ်သည်များကူညီပေးခြင်းဖြင့်ချစ်ခင်ရိုသေမှုရစေသည်မိမိကိုလေးစားအားကိုးစိတ်ဖြစ်စေသည်မိမိကိုယ်တိုင်လည်းလက်တွေ့ပြုပြင်နေသည့်ကိစ္စများကြည့်ရှုရသည်ကိုဝါသနာပါသောကြောင့်လည်းဖြစ်၏နေ့စဉ်ဆိုသလိုရောက်သည်တခါတရံယုံပိရဲ့များတွင်စက်ကောင်းနှင့်တွဲပြေုံတွင်တနေကုန်ရှိနေတတ်၏ယုံပိရဲ့အနာယူခြင်းကိုဤနည်းဖြင့်သာအချိန်ကုန်စေသည်တပည့်များကလည်းအခက်အခဲကိုတင်ပြရန်မဝင်မရဲမဖြစ်တော့လုပ်ငန်းတိုးတက်မှုအမှန်ရှိအုပ်ချုပ်သူနှင့်အလုပ်သမားပုံစံမျိုးမဟုတ်ဆရာနှင့်တပည့်ကဲ့သို့တုံးလှဲ့မြစ်တာဖြစ်၍ပြောစရာကောင်း၏ဝန်ထမ်းများ၏သားသမီးကလေးငယ်များအားလုံးလိုပင်သူ့ကိုသိကြ၏ကိုမဆဆဲလိတ်မတောက်တတ်သူမို့ချိုးချင်းငုံသည်အိမ်မှထွက်လာလင်ချိုးချင်းအလုံး20ကန်အိတ်ထဲပါလာတတ်သည်လမ်းနှင်းကြောင်းသွားရင်ဆုံ၍နှုတ်ဆက်သောကလေးတိုင်းကတယောက်တစ်လုံးပေး၏အများကချစ်သောဆရာကြီးဖြစ်ပေသည်ဒီနေ့လဲထီးဆောင်လဲဘူရာပလက်ဖောင်းပေါ်သို့ရောက်လာ၏အဖြူအစိမ့်ဝဲကျောင်းသားကလေးများကျောင်းသွားသည်နှင့်ဆုံသည်ကလေးတို့ကနှုတ်ဆက်၏မင်္ဂလာပါဘာဆရာအေးမင်္ဂလာပါကွယ်လာကြအောင်ရော့ချိုချင်းတယောက်တစ်လုံးဒါနဲ့သားတို့သမီးတို့ဘာတွေယူလာကြတာလဲတစ်ပင်ပန်းမင်နေပါဘာဆရာဘာလို့ဖို့လဲကျောင်းမှာစိုက်ဖို့လားဟုတ်ဆရာမကတယောက်တပင်ယူလာမယ်ဆိုလို့ပါတချို့ကလေးမှပန်းဦးသေးသေးကလေးနှင့်နှင်းစည်းတစ်ခွစသည်ပန်းများဖြစ်တော်လဲတချို့ကလေးများမှမြေကြီးပါတော့အမြင့်ပိုင်းကိုကျွတ်အိတ်စွတ်ကချီနှောင်ထားသည့်ရွက်လှပင်များဖြစ်ကြသည်ထိုစဉ်အရက်ပုပ်ပုကလေးတယောက်ပန်းမင်ကြီးတပင်ကိုမနိုင်မနှင်းထမ်းလာ၏လွယ်အိတ်ကိုကမ်းလက်ဖြတ်လွယ်ထားပြီးအပင်ကိုထမ်းလာရပခုံးနှင့်တစ်ပင်မှဖုံများပေးကြံနေသည်ဥတင်ဆိုထိုကလေးကိုကြည့်ပြီးသူ၏စောင်းထားသောထီကိုပိတ်လိုက်၏ကလေး၏လက်မှအပင်ကိုလှမ်းယူလိုက်ပြီးလူနဲ့အပင်သိမ့်မလိုက်ဘူးကွာခဏနာအောင်ရော့မောပြေချိုချင်းစားလိုက်အောင်ပြီးရင်ဘာလိုက်ပို့မယ်ဥတင်ဆို၏စကားကိုဖြတ်သွားရင်ကြားလိုက်ရသည်ဘူရာဝန်ထမ်းငယ်လေးတူကလှဲ့ကြည့်ပြီးဟာဒီကောင်မတန်တဆလှုပ်လာတာခက်တဲ့ကောင်ပဲအဲ့ဒါဆရာတို့စက်မှုကတွဲစစ်ကိုအေးဝင်းသားလေးဆရာရတယ်ဆရာကျွန်တော်လိုက်ပို့လိုက်ပါမယ်ဆရာနေခဲ့ပါကျေးဇူးပါကွာသူလည်းမရှိတာယူလာတာနဲ့တူပါတယ်ကျောင်းရောက်တာပို့ပေးလိုက်ပါတော့ကွာဟုတ်ကဲ့ပါဆရာဘူရာဝန်ထမ်းကလေးမှပန်းမင်းကိုယူသွားသည်ဖြင့်ဂျပူကလေးမှလည်းချိုချင်းစားရင်လိုက်ပါသွားပါသည်ဦးတင်ဆိုလဲသူတို့နှစ်ဦးကခိတ္တရက်ကြည့်နေပြီးနောက်စက်ကောင်းယုံပဲဆက်လက်ထွက်လာတော့သည်အသိမဲ့အတွက်ဘူရာပလက်ဖောင်းအစွန်တွင်ဘူရာတွဲစီရုံငန်းရှိသည်ဦးတင်ဆိုရောက်သွားသောအခါတွဲပြင်လူသားများကအယိုသေးပေးကြသည်တွဲစီဖြစ်သူကိုအေးဝင်းကလည်းထိုင်ကုန်းမှဖယ်ပေးလျက်ဆရာထိုင်မှာဟုခီးဦးကျုပ်ပြု၏ဦးတင်ဆိုကစောစောကဂျပူလေးကမောင်အေးဝင်းသားလားပန်းမင်းကြီးမနိုင်မနှင်းနဲ့ကွာငါဘူရာကောင်လေးကိုလိုက်ဖို့ခိုင်းလိုက်ရတယ်ကိုဝင်းကပြုံးလိုက်ပြီးဟုတ်တယ်ဆရာကျွန်တော်သားပါမနေ့ကကျောင်းကပြန်လာပြီးပန်းမင်ရှားနေတာအိမ်မှာရှိတဲ့ဇီဇဝါပင်ကြီးတူးယူသွားကွာလို့ပြောလိုက်တော့တကယ်တူးယူသွားတာဆရာကျွန်တော်ကလည်းဂျူတီနဲ့မို့လိုက်မပို့နိုင်ဘူးအေးလေကျောင်းသားဆိုတာကတော့ဆရာမကဒါဆိုတာပဲတသွေးမတိန်ကောင်းတွေကွမလွယ်ဘူးဥတင်ဆိုစကားပြောနေသည့်ဘေးတွင်ဝန်ထမ်းငယ်အလုံးရက်လျက်ရှိထိုစဉ်ရုံငန်းတွင်သို့ကလေးငယ်တူဝင်လာသည်တွဲရင်းမောင်ဆန်းသေး၏သာဖြစ်သည်ဟုသိရ၏ကျောင်းသွားရင်သူ့အဖေထမ်းနှင့်မုံဘိုးဝင်တောင်းခြင်းဖြစ်သည်ဥတင်ဆိုကထိုကလေးငယ်အားလှမ်းကြည့်လိုက်ကလေးချစ်တတ်သူပြီးတန်းနာမဲ့ဘလို့ခေါ်လဲဘယ်နှစ်တန်းရောက်ပြီလဲရော့ဘာချိုးကချိုးချင်းအပြင်းပြေစားဖို့ပေးတာကလေးကချိုးချင်းကိုလှမ်းယူလိုက်ရင်တန်းနာမဲ့မောင်ဘာဆရာခု6တန်းတက်နေပါတယ်မင်းကဘာအပင်ပါလဲဥတင်ဆိုအမေကိုမောင်ဆိုသောကလေးကနားမလဲသလိုပြန်ကြည့်နေသဖြင့်မင်းတို့ကျောင်းကကျောင်းသားတယောက်ကိုပန်းမင်တမင်စီယူခိုင်းနိုင်မဟုတ်ဘူးလားအဲ့ဒါဘာပင်ယူလာလဲမေးတာထ
ထိုအခါမှမောင်မောင်သဘောပေါက်သွား၏အလကအဖိုးလေးပါဘဘဆရာရဲ့ယူမသွားလဲရပါတယ်ဟိုငတုံးတွေသာအပင်မခံပြီးတည်သွားတာတားတော့မယူပါဘူးကျောင်းမှာလည်းအပင်တွေအများကြီးရှိရတဲ့နဲ့ဆရာတွေအလုံးမရှိအလုံးရှာတာပြောပြီးမောင်မောင်ထွက်သွားပါသည်ဥတင်စိုးသားအံ့ဩစွာဖြင့်ထိုကလေးကိုငေးကြည့်နေရင်တက်ပြင်းချလိုက်သည်ထို့နောက်မောင်ဆန်းသေးကိုတေချာစိုက်ကြည့်လိုက်ပြီးမောင်ဆန်းသေးမင်းသားလေးရဲ့စိတ်ဓာတ်ကိုအချိန်မီပြင်ပေးနော်တခုပဲဆရာပြောမယ်ဆရာမိသားဌာနမှာဒါမှမဟုတ်ဒီမြို့မှာရှိနေတော့မင်းသားအလုပ်ဝင်ဖို့အရွယ်ရောက်လာခဲ့ရင်ငါဘယ်တော့မှမင်းသားကိုအလုပ်မခန့်ဘူးဆိုတာပါပဲတခြားသူကခန့်ရင်တော့မတတ်နိုင်ဘူးပေါ့ကျောင်းသားရွယ်မှာကျောင်းသားဟာမိဘစကားထက်ဆရာစကားကိုနားထောင်ရတယ်တချို့မိဘတွေကပြောမရလို့ဆရာတွေကိုအကူအညီတောင်းပြီးပြောခိုင်းရတဲ့ကလေးတွေတောင်ရှိတယ်မင်းသားဆရာစကားတော့မလေးစားရင်တို့စကားမျိုးကိုဘယ်လို့မှလေးစားမှာမဟုတ်ဘူးဝန်ထမ်းကောင်းတယောက်လည်းလုံးဝမဖြစ်နိုင်ဘူးမင်းသားကိုဆရာခုလိုပြောတယ်ဆိုတာသေချာပြောပြလိုက်ကဲဆရာစိတ်ဟုတ်ပဲသွားလိုက်အောင်မယ်စိတ်ဆိုးဒေါသတန်လုံးဝမပါပဲအေးစေးတင်းငင်းစွာပြောပြီးဥတင်ဆိုးထွက်ခေါ်သွားပါတော့သည်အတိတ်ပုံရိပ်မှပြန်လဲနှိုးထလာခဲ့၏ခေါင်းငုံနေသောမောင်မောင်ကိုကြည့်၍ဥတင်ဆိုးတက်ပြင်းလေးတဲ့စွာချလိုက်သည်ယခုမောင်မောင်သည်အတိတ်ကမောင်မောင်မဟုတ်တော့သည်ကပင်သူ့ရင်ထဲတွင်ကျေနပ်နေမိပါတော့သည်သူ၏ညင်သာစွာတိုက်ခတ်ခဲ့သောလေပြေညှင်းသည်မောင်မောင်အတွက်ရှင်တန်ခြင်းလေပြေဖြစ်ခဲ့သည်မှာကံကောင်းလေစွာတကားစံဝင်းအောင်မြန်အောင်ခံစားနားဆင်ပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်ဆက်လက်ပြီးတော့လည်းအလင်းသင့်သလိုဝိထုတို့ကလေးများကိုတင်ဆက်သွားမှဖြစ်လို့အားပေးကြပါအောင်လို့မေတ္တာရပ်ခံပါတယ်စာချစ်သူအလုံးကျမ်းမှာရှင်လန်းချမ်းမြေ့ကြပါစေခမညာ